ဒီမှန်လေးကိုပေါ့နော်ကျွန်မပြန်ပေးချင်တာတခြားချောင်းမဟုတ်ပါဘူးဒီညီမမှန်ထားတာကိုလည်းအောက်ကနေဟုတ်တယ်ငါတို့ယောက်ျားတွေဆိုမရဘူးပေါ့နော်ပြီးတော့ဒီမှန်လေးက like အများဆုံးရထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကျွန်မကဆရာရဲ့နဲ့ဆိုရင်ပေါ့နော်အိမ်အောင်သက်16နှစ်မှာဆရာစိတ်ကြိုက်လောက်ပိုင်ခွင့်နေပေးခဲ့တယ်ဆရာကျမကိုပေးတလောက်ကျမယူခဲ့တယ်ဆရာရဲ့အဓိကဆရာလည်းအိမ်အောင်တစ်ခုမှာမိသားစုတစ်ခုမှာသူဒီအများဆုံးတာဝန်ယူထားရတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မို့သူမိဘလည်းသူထောက်ပံ့ရတယ်ကပ်ပေးရတယ်လှုပ်ပေးရတာရှိတယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေမျိုးမှာဆရာရဲ့လွတ်လပ်ခွင့်တွေကိုကျွန်မအပြည့်အဝပေးခဲ့တယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေမျိုးမှာလွတ်လပ်ခွင့်ပေးနေတဲ့ဂျားတွေကနေအများကြီးပေါ့နော်လင်မယားဆိုတာဟိုစစ်ဆိုတာတိုက်ယူရတယ်လို့လင်မယားကလည်းညှိယူရတာပေါ့နော်အိမ်တော်ကြီးကတော့ပျော်ရွှင်နေရပြီးတော့အဆင်ပြေနေရတော့ဘယ်ဟုတ်ပါမလဲတို့တော့လဲကျွန်မပြောတဲ့တစ်ချက်ကအမျိုးသမီးတွေကိုအရေးချင်းရှိအောင်လုပ်ပါလို့ပြောတာကဒါပေါ့နော်ကျွန်မပြောချင်တာအမျိုးသားကလည်းအဓိကတော့ကျမကိုချစ်တာပေါ့နော်ချစ်တော့ကျမတို့မိသားစုဘဝကိုလည်းသူတန်မိုးထားတော့သူမဆုံးရှုံးခြင်းတော့သူအမားတစ်ခုလောက်တိုင်းသူ့ဘက်ကနောက်ဆုံးသွားတာပေါ့နော်အရင်တော့ကဆိုကျမမတောင်းဆိုပါဘူးသူရဲ့ဒီငွေကြေးတွေကင်တွယ်တာတွေသူ့ရဲ့လုပ်ငန်းတွေကိုဝင်ဆွတ်ဖက်တာတွေကျမဘယ်တော့မှမလုပ်ခဲ့ဘူးပေါ့နော်နောက်ပိုင်းကျတော့သူ့ရဲ့အလုပ်တွေရောသူ့ရဲ့ငွေကြေးတွေရောသူစီမံခန့်ခွဲတဲ့အပိုင်းတွေမှာသူမနိုင်တော့တဲ့ခါကျတော့သူမရတော့ဘူးဆိုတဲ့အခါမှာကျမတို့အလုံးစုံသူအပ်လာတာပေါ့နော်အပ်လာတယ်ဆိုတဲ့ပုံမှာလည်းကျမပုံမှာသူဒီအခုကားမောင်းရင်လည်းသူနင်းနေချက်ချိုက်အိပ်ပြောတယ်လို့ကျမပုံမှာသူယုံကြည်မှုရှိတယ်ယုံကြည်မှုရှိအောင်လည်းကျမကယုံကြည်မှုရှိအောင်နေတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့သူရဲ့ဒီရှာဖွေတဲ့ပတ်စံကိုအဆင်ပြေအောင်စနစ်တကျဖြစ်အောင်ကျမအစီအစဉ်ပေးတယ်စီမံပေးတယ်ကျမသူ့ကိုအစီအပြေအောင်ဆိုတာထက်ကျမသူ့နာမှာရှိတဲ့မိတ်ဆွေကျမနာမှာရှိတဲ့မိတ်ဆွေတွေအကုန်လုံးကသိတယ်ပေါ့နော်ကျမတို့အခုဒီလိုမျိုးကင်တွယ်ပေးတာကိုဆရာကလည်းကြီးပြူလက်ခံတယ်ဆိုတာဆရာလူမျိုးကကြီးပြူလက်ခံဖို့ဆိုတာတော်ရုံမိမလည်းမရပါဘူးဆရာလည်းလိုမျိုးညံကောင်းတဲ့လူအရန်ထက်မြက်ပြီးအရန်တော်တဲ့လူကိုဒီလိုမျိုးလိုက်နာအောင်လုပ်ဖို့ဆိုတာကျမအတွက်16နှစ်ကြီးတောင်မှကျမလည်းဟိုဘယ်လိုပြောမလဲနေပြီးတော့မှလောက်ကင်ပေးခဲ့ရတာပေါ့နော်သူ့ရဲ့ယုံကြည်မှုရဖို့အတွက်ပေါ့နော်သူ့ရဲ့ချစ်တာတွေလည်းရဖို့အတွက်ပေါ့နော်သူ့ရဲ့ချစ်ချင်းတွေကျမကိုမဆုံးရှုံးခံနိုင်တာတွေအတွက်ကိုလည်းကျမကျေးဇူးတင်ပါတယ်တခါလေကျမတို့လင်မယားတွေရန်ဖြစ်ကြတယ်ကျမတို့ကွဲကျင်ကွာကျင်တယ်ဆိုဘယ်တော့ပဲဖြစ်သူကျမကိုအလျှော့ပေးသွားတယ်ဘယ်တော့မှကျမကိုသူလက်မလွတ်ဘူးဘယ်တော့မှကျမကိုသူကွာရှင်းမှု